အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Midnight Vibration Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့ဘိုက်ကြီးတယ်မဝင်ရဆိုတဲ့တိုက်ကြီးတစ်ခုရဲ့အကြောင်းပါအဲ့ဒီနေ့ကကျွန်တော်တို့အိမ်ပြောင်းလာခဲ့ပါတယ်ကျွန်တော်ကဝန်ထမ်းတစ်ယောက်ဆိုတော့ဝန်ထမ်းအိမ်ယာကိုပြောင်းလာခဲ့တာပါနောက်ထပ်ဘယ်လောက်ထိသွားရအောင်မလဲကျမအရန်ပင်မနေပါပြီလို့ကိုဝန်ဆောင်ထားတဲ့ကျွန်တော်မိန်းမကြီးကညီးတန်ကြီးကိုကြားခဲ့ရပါတယ်အမမိန်းမရခဏပါပဲခဏနေဆိုတို့အိမ်တစ်ကိုရောက်ပါပြီကွာအခုတော့ကျွန်မဘိုက်တွေရမ်းလာနေပြီလို့သူမကပြန်ဖြေပါတယ်မင်းရဲ့အရှင်တွေကိုငါနားလိုက်ပါတယ်ကွာဒါပေမဲ့မင်းလည်းငါအရှင်တွေကိုနားလိုက်ပေးပါအောင်လို့ပြောရင်းခဏလာကိုဝင်ကိုလွယ်ထားတဲ့ကျွန်တော်မိန်းမကိုကြည့်ပြီးပြုံးပြခဲ့ပါတယ်ပြီးတော့ကိုကဲမတ်အကူညီနဲ့ကျွန်တော်တို့ရဲ့တိုက်ခန်းသစ်စီကိုဆက်လက်မောင်းနှင်ခဲ့ပါတယ်ခဏကြာမှကျွန်တော်တို့လင်မယားလဲအစာအုပ်တစ်လုံးရှိကိုရောက်လာခဲ့ပါတယ်အဲ့ဒါကရှေးဟောင်းတိုက်တစ်ခုဖြစ်ပြီးကုမ္ပဏီကဝန်ထမ်းတွေအတွက်စောက်ပေးထားတာဖြစ်ပါတယ်ကားရက်လိုက်တာနဲ့စောင့်နေတဲ့ security တယောက်ချက်ချင်းဆိုသလိုကားနားကိုရောက်လာခဲ့ပါတယ်မင်္ဂလာပါဆရာဘာများကူညီရမလဲတဲ့မင်္ဂလာပါကျွန်တော်နာမည်ကစောပိုင်ပါအရက်ဖက်အင်ဂျင်နီယာတယောက်ပါဒီမှာကုမ္ပဏီကတိုက်ခန်းတစ်ခန်းချပေးထားတယ်လို့ပြောလို့ပါဟုတ်ကဲ့ဆရာမန်နေဂျာကပြောပြီးသားပါဆရာအတွက်အခန်းနံပါတ်18ကိုတန်ရှင်းလောက်ထားပြီးပါပြီဆရာတို့ပစ္စည်းတွေတက်ပေးပါမယ်လို့ပြောပြီးအဆောင်ဟာကားနားကိုရှောက်လာခဲ့ပါတယ်ဒီလိုနဲ့အဆောင်ဟာကားနားကိုရောက်တဲ့အခါကျွန်တော်ဇနီးကြီးပြကိုကားတကားဖွင့်ပေးခဲ့ပါတယ်ကြီးပြကားဘောက်ကဆင်းလိုက်တာနဲ့အဆောင်ရဲ့အကြည့်တွေဟာသူမရဲ့ဘိုက်ဘော်ကိုရောက်သွားပြီးနောက်ကိုရှင်းနှလန်းလောက်ဆုတ်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲလို့ကျွန်တော်ကမေးတော့ဘာမှမဟုတ်ပါဘူးဆရာတဲ့ဆရာမိမကိုခေါ်ပြီးအနီးနားကဟိုတယ်ကောင်းကောင်းတစ်ခုမှာတရက်2ရက်လောက်တဲခိုပါအောင်လားတဲ့အိမ်တစ်လုံးကိုပြောင်းဖို့ကအချိန်ယူအောင်မှမဟုတ်လားလို့အဆောင်ကပြောပါတယ်ဟမ်စောနာကပဲမင်းပြောတာတိုက်ခန်း18ကငါတို့တို့အဆင်သင့်မဲလို့ပြောခဲ့ပြီးအခုကျတော့ငါတို့ကိုဟိုတယ်ငားခိုင်းနေပြန်ပြီလားဘာပြဿနာရှိလို့လဲကျမအရန်ပူလောင်နေပြီမြန်အိမ်ထဲဝင်ရင်ပြီလို့ကြီးပြားကစိတ်ဆိုးစွာပြောခဲ့ပါတယ်မရှိပါဘူးမိမယာကိုနောက်လိုက်ခဲ့လို့ပြောရင်အဆောင်ကိုပစ္စည်းတွေယူလာဖို့ရှက်ပြပြီးကြီးပြားကိုခေါ်ကတက်လေကားတဲ့ကိုဝင်ခဲ့ပါတယ်အဆောင်ကကျွန်တော်တို့တက်လေကားတဲ့ဝင်သွားတာကိုကြည့်နေတော့တတိယတဲ့အခန်းနံပါတ်18ကိုကြည့်လိုက်မိပါတယ်မိတွေကလာလိုက်ပြက်လိုက်ဖြစ်နေခဲ့ပါတယ်တိုက်ခန်းကိုရောက်တဲ့အခါမှာတော့တိုက်ခန်းကကောင်းသားပဲနေရာအစ်မှာဘလို့နေရမလဲလို့စိတ်ပူနေခဲ့တာဒါပေမဲ့ငါတို့ရင်တိုက်ခန်းတက်တောင်ပိုကောင်းပြီးပိုကြီးတယ်လို့ကျွန်တော်မိမကပြောပါတယ်အေးလေမကြခင်ကလေးလေးမွေးတော့မှမဟုတ်လားငါလည်းတိုးတက်လာပြီဆိုတော့တိုက်ခန်းကလည်းကြီးလာရမှာပေါ့လို့သူမကျင်းနေပြီးပြောသွားအောင်ပြောခဲ့လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မသိခဲ့တာကအဲ့အချိန်ကျွန်တော်တို့နောက်ကနေအရေးတစ်ခုကလိုက်ပါလာခဲ့ပါတယ်အဲ့ဒီရိတ်မှာကလေးရုပ်ကိုရှီထားခဲ့ပါတယ်အဲ့ဒီရုပ်ကကျွန်တော်တို့ကိုကြည့်ပြီးပြုံးနေခဲ့တာပါအဲ့ဒီညကညတနာရီခွဲလောက်မှာကျွန်တော်မိမကအခန်းထဲမှာတယောက်ယောက်ရှိနေတယ်ဆိုတော့ကိုတတိထားမိခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့ဘိုက်ကိုတယောက်ယောက်ကလက်နဲ့ပုတ်တက်နေတယ်လို့ခံစားရလို့ပါသူမကကျွန်တော်လို့ထင်ပြီးယောက်ျားကဘာလုပ်တာလဲအိပ်ပါရစီအောင်လို့ပြောပြီးသူကလက်ကိုဖယ်ရှားလိုက်တော့အဲ့ဒီလက်ဟာအလွန်ကျနိုင်ပြီးပူနွေးနေခဲ့ပါတယ်ကြီးပြားရဲ့လက်ကပူလောင်သွားခဲ့ပါတယ်သူမလည်းလှမ်းပြီးអော်ခဲ့ပါတယ်မိမဘာဖြစ်တာလဲဒီမှာတယောက်ယောက်ရှိနေတယ်ဦးနာကသူ့လက်ကငါ့ဘိုက်ကိုလာပုတ်နေတယ်ဒီမှာဘယ်သူမှမရှိပါဘူးဟာမင်းစိတ်ထင်းအောင်ထဲမှာဖြစ်နေတာနေမှာပါခရီးလည်းပန်းလာပြီးအိမ်အစ်မလို့နေမှာပါလို့သူမကိုနှစ်သိမ့်ခဲ့ပါတယ်ဘလို့ပဲခရီးပန်းမှာဒီလိုမျိုးထင်းအောင်ထဲမှာဖြစ်တဲ့အကြောင်းမရှိပါဘူးဒီကိုလည်းကြည့်အောင်ငါလက်တောင်ပူလောင်သွားတယ်လို့ပြောပြီးသူ့ရဲ့လက်ကိုပြခဲ့ပေမဲ့သူ့ရဲ့လက်ကပုံမှန်တိုင်းရှိနေပြီးအပူလောင်တရားကိုလည်းလုံးဝမတွေ့ခဲ့ရပါဘူးဒါကြောင့်ငါပြောတာပေါ့မင်းစိတ်ထင်းအောင်ထဲမှာဖြစ်တာနေမှာပါလို့နေရာအစ်မလို့အိမ်မပြောတော့နေမှာပါလာငါနားလာခဲ့ငါရှော့သိပ်ပေးမယ်လို့ပြောပြီးမိမကိုရှော့သိပ်ခဲ့လိုက်ပါတယ်အဲ့ဒီချိန်မှာဒီအဖြစ်အပျက်တွေကိုအခန်းထဲကတယောက်ကသေချာကြည့်နေခဲ့ပါတယ်နောက်တနေ့မနက်မှာကျွန်တော်ကရုံးကိုသွားဖို့ပြင်ဆင်နေခဲ့ပေမဲ့ကြီးပြာကတော့စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်သူကညကဖြစ်ခဲ့တာတွေကိုစဉ်းစားနေမိပြီးကြောက်နေခဲ့ပါတယ်ဘာဖြစ်တာလဲဘာတွေးနေတာလဲမိမငါတကယ်ပြောတာယောက်ျားညကတယောက်ဒီခန်းထဲမှာရှိနေတာငါသိတယ်ဒါတွေကမင်းရဲ့အိမ်မက်တွေပဲဖြစ်မှာပါမိမရကျွန်တော်စကားကြောင့်ကြီးပြာကပြုံးလိုက်ပေမဲ့ဒီယာဟာအိမ်မက်မဟုတ်ဘူးဆိုတာသူမသိနေခဲ့ပါတယ်ကျွန်တော်ထွက်သွားပြီးသူမကလာတော့မှထိုင်ပြီးလက်ဖက်ရည်တောက်နေတော့တကားခောက်တံကိုကြားလိုက်ရပါတယ်သူတကားဖွင့်လိုက်တော့အိမ်ကူတယောက်ရက်နေတယ်ရှင်းမသူလဲကျမကိုအဆောင်ကလွတ်လိုက်တာပါအိမ်လုံးတွေအတွက်အကူအစ်စ်လိုတယ်လို့ပြောလို့ပါအိမ်ကူတယောက်တော့လိုပါတယ်ဒါပေမဲ့တနေ့လုံးနေပေးဖို့လိုတယ်နော်ကျမအရှင်တွေကိုမြင်တယ်မို့လားတနေ့လုံးစောင့်ရှောက်မှုလိုအပ်တယ်လို့ကြီးကပြောလိုက်ပါတယ်မမလေးကျမတို့ကတနေ့လုံးနေလို့မရပါဘူးတခြားနေရာမှာတွားနေတာကရှင့်တော့ပိုတင့်တော့ပါလိမ့်မယ်လို့အိမ်ကူကပြောပါတယ်သူဘာမှဆက်မပြောခင်ဒီဖို့ကြောင့်လည်းကအိုးခွက်တီပြုတ်ကျသွားပါတယ်အတန်လာရာကိုကြည့်လိုက်တော့မျက်လုံးတွေရဲနေတဲ့ကြောင်မဲတစ်ကောင်ကသူတို့ကိုစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီကြောင်ကိုမြင်လိုက်တာနဲ့
အိမ်ကူလည်းလာရလမ်းတိုင်းထွက်ပြေးသွားပါတော့တယ်ဒါပေမဲ့အိမ်ကူတက်လေကားတွေရောက်တော့တက်လေကားတွေမှာစောနာကြောင်မဲကြီးရောက်နေခဲ့ပါတယ်ဒီကြောင်ကြီးကဘလို့လို့ဒီကိုရောက်နေတာလဲဆိုပြီးသူမပြောနေတော့အဲ့ဒီကြောင်ကရုတ်တရက်ကြီးကလေးကြီးလာတဲ့တဲမကြီးဖြစ်ကိုပြောင်းလဲသွားပါတယ်အိမ်ကူလည်းနေရာမှာတင်တက်သွားခဲ့ပါတယ်နောက်ပြီးသူမရဲ့နားတွေနှာခေါင်းတွေကနေသွေးတွေယူကျလာပြီးနေရာမှာတင်ပြေဆုံးသွားခဲ့ပါတယ်တော်လိုက်လုံးလည်းအိမ်ကူဘလို့သေသွားတယ်ဆိုတာမသိခဲ့ကြပါဘူးဒီအကြောင်းကြတော့ကျွန်တော်လည်းအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်ကျွန်တော်အိမ်ပြန်ရောက်တော့မိမကအိမ်ကူသေသွားတဲ့ဖြစ်ကြောင်းစိတ်မကောင်းဖြစ်ပြီးကြောက်နေတာကိုတွေ့ခဲ့ရပါတယ်မိမမင်းရှင်နေငါနားလဲပါတယ်ဒါပေမဲ့စိတ်မညစ်ပါနဲ့ဒါကငါတို့ကလေးအတွက်မကောင်းဘူးလို့ပြောတော့ဒီကိုရောက်လာကြတဲ့ကတခုခုထူးဆန်းနေတယ်မမြင်ရတဲ့အရာတခုရှိနေတယ်လို့ငါထင်တယ်တဲ့မင်းဒီเจ้าကိုအများကြီးမတွေးပါနဲ့မင်းတခုစားပြီးပြီလားလို့မေးခဲ့ပါတယ်သူမကခေါင်းခါတော့ကျွန်တော်လည်းစားတဲ့တခုကိုမှားခဲ့ပါတယ်နောက်တော့လာတော့တောင်မှနှစ်ယောက်ထိုင်းရင်စကားလေးတွေပြောနေတဲ့အချိန်အခန်းထဲကနေကလေးတယောက်ကိုသူ့အမေတယောက်ကရှော့သိမ့်နေတဲ့တရှင်းကိုကြားလိုက်ရပါတယ်ဒီတရှင်းတန်ကိုကြားလိုက်ရတဲ့အခါမိမကအခန်းထဲကိုလှည့်ပတ်ကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ခဲ့ရပါဘူးဒီချိန်မှာပဲသူ့ဖိုက်ထဲကကလေးကလည်းအားကောင်းကောင်းနဲ့လှုပ်ရှားလာခဲ့ပါတယ်နောက်ထပ်တရှင်းတန်ထပ်ကြားရတော့ကလေးကလည်းအားကုန်ဖိုက်ထဲကနေယုံနေခဲ့ပါတယ်ဘသူလဲထွက်ခဲလို့မိမကအော်ပြောလိုက်တယ်ဘာဖြစ်တာလဲဘသူ့ကိုခေါ်နေတာလဲကြည်ပြရခုနကတရားရောက်ကကလေးရှော့သိမ့်နေတဲ့တရှင်းကိုဆူနေတယ်လေအဲ့ဒါကိုကြားလို့ငါတို့ကလေးလည်းအချိန်ပြင်းပြင်းနဲ့လှုပ်ရှားနေတာကြည်လေလို့ပြောပြီးကျွန်တော်ရဲ့လက်ကိုဆွဲပြီးဘိုက်ဘော်ကိုတင်ပြလိုက်ပြီမဲ့ကလေးကဘာမှလှုပ်ရှားမှုမပြခဲ့ပါဘူးတော်ပါတော့ကွာမင်းကလည်းညာကြီးချိန်မတော်ဘူးကလေးလည်းအိတ်နေတော့ပါပြီမင်းလည်းသွားအိတ်တော့အခုနောက်ပိုင်းဘလို့တဲကားတွေကြည့်နေလို့ဒါတွေကမင်းကောင်းတဲ့ကိုရောက်နေတာလေမင်းနိုင်ပိုင်ရီရှန်တွေကတဲကားတွေလားယောက်ျားနင်းတကယ်ပဲငါစကားကိုမယုံဘူးလားနင်းမကြားဘူးလားငါတကယ်ပြောနေတာတဲရောက်ရှိနေတယ်ဆိုတာကိုငါခံစားမိတယ်လို့မိမကပြောခဲ့ပါတယ်ကျွန်တော်လည်းအားအသင့်သွားပြီးသူ့ကိုဖတ်တာဒီအိမ်မှာမင်းနဲ့ငါနဲ့ကလွှဲရင်ဘူးမှမရှိပါဘူးမင်းဘလူးတန်ကိုကြားနေရတာလေတရားရောက်တရှင်းဆိုနေရင်ငါလည်းကြားရမှာဘောလို့ပြောပြီးမိမကိုအိတ်ခမ်းထဲခေါ်သွားခဲ့ပါတယ်ကျွန်တော်တို့အခန်းထဲရောက်တော့အိတ်ရပေါ်မှာတရေမကသူ့ရဲ့အယုတ်ကလေးတိတ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါကိုမြင်လိုက်တော့ကျွန်တော်ကလန့်သွားခဲ့ပါတယ်ဟုတ်တယ်ဗျတကယ်တရေမကြီးသူမကကျွန်တော်ကိုပြုံးပြနေပါတယ်ပြီးတော့သူကပြောတယ်အဲ့ဘိုက်တဲကကလေးကငါကလေးလေးငါ့ကိုပေးလိုက်ငါခေါ်သွားမယ်လို့တရေမကပြောပါတယ်နောက်တော့လက်ကိုရှေ့ကြီးဆွဲထုတ်ပြီးမိမရဲ့ဘိုက်ကိုလှန့်ကင်လိုက်ချိန်မိမလည်းကြောက်လန့်ကြနဲ့អော်ခဲ့ပါတယ်ယောက်ျားကြီးငါ့ကိုကဲပါဦးငါဘိုက်ထဲကနားပါပြီငါအရင်ကြောက်တယ်တဲ့ကျွန်တော်လည်းတရေမမြင်ဘာလို့ရမှန်းကိုမသိဖြစ်ခဲ့ပါတယ်နောက်တော့တကားကိုဖွင့်မိမကိုခေါ်ပြီးအပြင်ကိုပြေးထွက်ခဲ့ပါတယ်ဒါပေမဲ့တကားကပြန်ပိတ်သွားပြီးကျွန်တော်တို့နှစ်ယောက်လုံးကိုတယောက်ယောက်ကတွန်းလွှတ်လိုက်သလိုအဝေးကိုလွတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာကြောင်မဲကြီးတစ်ကောင်ကကျွန်တော်ကိုပြေးကုတ်ခဲ့ပါတယ်ကျွန်တော်လည်းအဲ့ကြောင်ကိုအဝေးကိုတွန်းထုတ်ခဲ့ပြီးကြောက်လန့်ကြားနဲ့អော်ခဲ့မိပါတယ်ကျွန်တော်လည်းအခုဒီဘာတွေဖြစ်နေလဲဆိုတာသိချာမသိတော့ပါဘူးနောက်တော့တရေမကကျွန်တော်နားကိုရောက်လာပါတယ်မင်းမတူလဲငါတို့ကမင်းကိုဘာများလုပ်ထားလို့လဲဘာလို့ငါတို့ကိုဒုက္ခပေးနေတာလဲလို့တရေမကိုမေးခဲ့ပါတယ်အဲ့ဒီချိန်မှာတရေမကသိနေတဲ့သူကလေးကိုရှိပြီးကျွန်တော်တို့အနီးနားကိုကတ်လာခဲ့ပါတယ်ကျွန်တော်မိမလည်းရမ်းလန့်ပြီးနေရာမှာတင်သတိလေးမမျောသွားခဲ့ပါတယ်ကျွန်တော်မိမကိုကြည့်လိုက်တော့သွေးတွေဆင်းနေပြီးသူမကိုယ်ဝင်ပြတ်ကျသွားခဲ့ပါတယ်တရေမလက်ထဲကဆောနာသိနေတဲ့ကလေးရဲ့ငိုတံကိုကြားလိုက်တော့ကျွန်တော်ကသတိလေးမမျောသွားခဲ့ပါတယ်နောက်တနေ့ဆေးရုံမှာပြန်လို့လာခဲ့ပါတယ်အဆောင်နဲ့တခြားလူတွေကကျွန်တော်တို့ကိုလာတွေ့တဲ့အခါအဆောင်ကအလွန်ကိုဝမ်းနဲ့နေခဲ့ပါတယ်ကျွန်တော်ကိုခွင့်လို့ပါဆရာတရားအလုံးကကျွန်တော်ပြစ်တွေပါမမလေးကလေးမွေးတော့မှမသိရနဲ့ကျွန်တော်အဲ့ထဲကိုဝင်ပြလိုက်တာပါကျွန်တော်တားခဲ့တင်ပါတယ်ကျွန်တော်ကိုခွင့်လို့ပါအောင်ဗျာတဲ့အဲ့မှာရပါတယ်ကွာမင်းတားခဲ့သေးတာပဲဟောထဲမှာသွားနေဖို့မင်းတိုက်တွန်းခဲ့သေးတာပဲဒါနဲ့ငါမေးပါအောင်မယ်အဲ့ကလေးနဲ့တရေမကဘာတူလဲဘဲကလဲငါတို့ကိုပဲဘာလို့ရှောက်လိုက်ရတာလဲsecurity ကပြောပါတယ်ဟိုးရင်နှစ်ကအဲ့ခန်းမှာတခင်လေးတယောက်နေခဲ့ပါတယ်သူ့ရဲ့သနီးမှာကလေးမရနိုင်ဘူးလို့သိရတော့သူ့ရဲ့မိန်းမကရင်ရင်လေးနဲ့ယူသွားခဲ့ပါတယ်နောက်တော့သူမဟာအယုတ်ကလေးတယောက်ကိုသူမကလေးလို့ထင်ပြီးငွေသားခဲ့ပါတယ်ပြီးတော့ဆရာဝန်တွေရဲ့အကြံဉာဏ်နဲ့ကလေးရနိုင်ဖို့သူတို့ကအငှားကိုဝန်ဆောင်မိန်းမတယောက်ရဲ့အကူအညီကိုယူခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအငှားကိုဝန်ဆောင်ပေးတဲ့မိန်းမကသူ့ယောက်ျားကိုမြှူဆွဲခဲ့ပါတယ်မင်းဒီကလေးကိုလိုချင်နေဆိုရင်ငါနဲ့လက်ထပ်ရမယ်မဟုတ်ရင်ဒီကလေးနဲ့ငါထွက်သွားမယ်လို့ပြောခဲ့တယ်ယောက်ျားဖြစ်သူကလည်းကလေးအတွက်ဆိုရင်သူဘာမဆိုလုပ်ဖို့အစ်စ်မှာပဲတဲ့ဒါဆိုနေမိန်းမကိုတတ်ပြီးရင်ငါ့ကိုလက်ထပ်ယူတဲ့သူလည်းကလေးရချင်တာရဲ့အဲမိန်းမကိုရှစ်မိသွားတာရဲ့ကြောင်းသူ့ရဲ့ယူနေတဲ့မိန်းမကိုတိုက်ခန်းထဲမှာပဲမိရှို့တက်ခဲ့ပါတယ်သူ့ရဲ့ရုပ်ကလေးကပါသွားတာပေါ့နောက်တော့တိုက်ကြီးတစ်ခုလုံးကိုသူ့တိုက်ခန်းမိတောင်ပြီးသူ့မိန်းမပါမိရဲပါသွားတယ်ဆိုတော့ဇလန်းတစ်ခုကိုဖန်တီးခဲ့ပါတယ်နောက်တော့အဲ့ဒီမိန်းမကအစိမ့်သေးသေးသွားခဲ့တဲ့အတွက်
မကျွတ်လို့ပဲအဲကန်းထဲမှာရှောက်နေတယ်လို့လုံုံရေးကပြောခဲ့ပါတယ်ရိုးရိုးလင်မယားတွေဆိုအဲတဲမားကမရှောက်ပေမဲ့ကိုဝန်ဆောင်မျိုးသမီးတွေဆိုရင်အငှားကိုဝန်ဆောင်မျိုးသမီးလို့ထင်ပြီးအမြဲကိုရှောက်လန့်လက်စားရှိပြီးပြက်ကြတီတီလှုပ်ရင်လှုပ်မဟုတ်ရင်တေတီတီလှုပ်တယ်လို့သူကထပ်ပြောခဲ့ပါတယ်ဒီအကြောင်းကြီးကြတော့ကျွန်တော်တို့လည်းစိတ်ယုံကနေစဉ်းတာနဲ့အခန်းကပစ္စည်းတွေအကုန်ယူပြီးအရင်တိုက်ခန်းလေးကိုပဲပြန်ပြောင်းလာခဲ့ပါတယ်ကျွန်တော်မိန်းမလည်းကိုဝင်ပြက်ကြသွားတော့စိတ်ပြက်လက်ပြက်နဲ့ငိုကြွေးနေခဲ့ပါတယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးပါပြီလူကြီးမင်းတို့လည်းတိုက်ခန်းနေမှာနေကြတယ်ဆိုရင်ဒီလိုတရားမနဲ့ကြုံနေပါအောင်မယ်လို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရေးကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးဗျ